ချင်းဆုံးအရင်လိုပြန်လာမယ်ဆိုတာညာလေတော့ဒီချိန်ဆိုနေပဲရင်ဝင်မှာကိုဝင်ပုံဒီကပါမနဲ့ဆိုတာငါအချစ်ဆုံးငါမင်းကိုလိုချင်ဆုံးနောက်တစ်ယောက်တစ်ကိုတွေ့ဒီရင်ကိုခွဲပေါ့မင်းအတွက်ငါမြစ်တာဆိုတာနေမလိုခဲ့တော့အရင်လိုပဲပေါ့ငါဟာတစ်ယောက်တည်းပါချစ်ခဲ့ဘူးရစာနာပြီးတော့အသေးကိုခွဲပါတစ်ဖက်သက်မပကဖြတ်ချင်တဲ့နေအထားတည်ရဲ့မင်းနဲ့ငါပြဿနာတွေသိချအပြေချကြည့်ချစ်သိလက်မေးတော့ရေရတဲ့ဖြေမရရှိမင်းတွေ့နေတဲ့ဖူးကကြွေချိန်မှတိကျအောင်ကြိုးစားလဲနောက်တစ်ယောက်တွေ့ထားပြီးပြောတော့ငါအသက်လဲခွဲကချိန်မအီသူလက်ကိုတွေကရှောက်လိုက်မင်းပြောရင်ငါကိုမေးထားပြီးမင်းမချစ်လို့တည်သွားမိသူတစ်ယောက်ကိုရန်ကုန်မှာတွေ့ထားအီမင်းအတွက်နဲ့အသက်ခွဲသွားတာကိုမေးကတည်ရဲ့အချင်းနဲ့ပတ်သက်တဲ့ကလူတွေမျက်စိလုံးလိုကန်အပြစ်မဲ့ရက်စက်ခဲ့တဲ့မျက်ရည်တွေခံသေးပါကြွမ်းပြီးအာရန်ပေးခဲ့တဲ့ပန်တီအေးဝါလိုအပ်တာမန်နီမချစ်တော့မှန်းသိပေမဲ့လဲတိုက်ဆိုင်မှုရှိတိုင်းလွမ်းမိမင်းလိုအပ်တာမဖြည့်စည်းနိုင်လို့ငါကိုငါရှက်ခဲ့ဘူးတဲ့မင်းဖုန်းကိုဆက်မရလို့ကဘာတွေပြက်ခဲ့ဘူးတဲ့မင်းလက်ကိုစုပ်ကန်ပြီးတော့အန်ရယ်တွေပြက်ခဲ့ဘူးတဲ့တခင်နတ်တာချစ်မဲ့ပြောခဲ့တာတဘွားစမှတ်ခဲ့ဘူးတဲ့လမ်းခွဲမစကားကလွဲမင်းငါကိုကြိုက်တာပြောအထူးထူရှောက်ခဲ့တဲ့လမ်းအနောက်ကလိုက်မလာတော့မင်းတငယ်ချင်းတွေငါပေါ်ကောက်ချစ်လိုက်တာအရှင်လို့စောက်ပြလိုက်ရှနေမဲ့အစားနောက်တစ်ယောက်ပြောင်းချစ်လိုက်ပါတယောက်တော့ပြောင်းချစ်လိုက်ပါတော့တယောက်တော့ပြောင်းချစ်လိုက်ပါတော့တိုင်းဖြစ်ခဲ့တဲ့လူညမိုင်းနေတော့သူချစ်ခဲ့ဘူးရမပြလိုက်ပါတော့အရင်ကောင်းတဲ့ဖြည်းဖြည်းနေလားမင်းရဲ့ချိုးမြတ်ဒီမပါရင်လို့ဟုတ်တာမသိတာကဘာရင်းများငါတယ်လို့ချိုးလိုက်ရအောင်တယောက်တော့ပြောင်းချစ်လိုက်ပါတော့တယောက်တော့ပြောင်းချစ်လိုက်ပါတော့ရေလုံးငါ့ပြုံးနေမတိုင်းရင်ပါတော့သူရှိကနာကိုအိမ်မကူလို့ပေါ့အရင်ကောင်းတဲ့ဖြည်းဖြည်းနေလားမင်းရဲ့ချိုးမြတ်ရေမပါရင်လို့ဟုတ်တာမသိတာကဘာရင်းများငါတယ်လို့ချိုးလိုက်